အားလုံးပဲမင်္ဂလာပါဒီချေကဒီနေ့တသားမီမီလေးတို့ကို program ပုတ်စာ web program တွေဖြည့်ရှင်းတဲ့အခါမှာဘာတွေကိုသိထားမလဲဆိုတာကိုဒီချေကအရင်ဆုံး training လုပ်ပေးမယ်ပြီးရင်ဒီချေတို့ program ပုတ်စာတွေကိုတွက်ပုံတွက်နည်းလေးတွေကိုစဉ်းစားပုံစဉ်းစားနည်းလေးတွေကိုဆက်ပြီးတော့ training လုပ်သွားမှာပဲဖြစ်ပါတယ် Okay ဒီချေနဲ့အတူအရင်ဆုံးကြည့်ကြည့်အောင်ပေးထားတဲ့ program ပုတ်စာတွေမှာဒီချေတို့ကဘယ် work လေးတွေပါလို့ရှိရင်ဘာလုပ်ရမလဲဆိုတာလေးကိုဒီချေကအရင်ဆုံးပြပါမယ်နံပါတ်1 teacher တို့ကပေးထားတဲ့ပုံစံတွေတွင်မှာ teacher တို့ဥပမာ give give ပေါ့နော်ဒါဆိုရင် give လို့ပြောလိုက်တယ်ပေါ့ဒါဆိုရင် give လုပ်လိုက်တဲ့အခါမှာ teacher တို့ကပေးလိုက်တဲ့သူရှိမယ်ရလိုက်တဲ့သူရှိမယ်ပေါ့နော်ဒါဆိုရင်ပေးထားတဲ့ question မှာပေးလိုက်တဲ့သူကိုမေးတာလားရလိုက်တဲ့သူကိုမေးတာလားဒါမျိုးဆိုရင်တသားတို့မိမိတို့တွေကစဉ်းစားစရာနှစ်ခုရှိမယ်give လောက်လိုက်တာဒီပေးတဲ့သူဆိုလို့ရှိရင်ယော့သွားမှာ decrease ဖြစ်သွားမှာဒါဆိုတသားတော့မိမိတို့တွေစဉ်းစားရမှာက give လောက်လိုက်တဲ့အခါမှာအပေးခံရတဲ့သူဒီဘာဖြစ်သွားမှာလဲများသွားမှာပေးလိုက်တဲ့သူဒီယော့သွားမှာဒီလိုစဉ်းစားမယ်เนาะဒါကြောင့်မလို့ give လို့ပြောရဲဆိုလို့ရှိရင်ပေးထားတဲ့ question ကိုမူတည်ပြီးတော့ minus or ဒီချေတို့ plus sign စဉ်းစားပြရမယ်เนาะနောက်တစ်ခုmore okay ကဲဒါဆိုရင်ဒီကျတော့ more ဆိုတဲ့ verb ကိုတွေ့တဲ့အခါမှာလည်းပဲ more ဖြစ်သွားတယ်ဥပမာteacher မှာကပန်းတီ3လုံးရှိတယ်တသားကနေ teacher ကိုပန်းတီ2လုံးထပ်ပြီးတော့ more လိုက်တယ်ဒါဆိုရင် teacher ဒီတိုးသွားမှာလားရော့သွားမှာလားတိုးသွားမှာဖြစ်တယ်ဒါကြောင့် more ဆိုတဲ့ verb ကိုတွေ့ရင်လည်းဘာဖြစ်မဲ့လဲ plus ဆိုပြီးတော့စဉ်းစားနိုင်ရမယ်เนาะအဲ့တော့ပြီးထားတဲ့ question ပေါ်မှာမူတည်ပြီးတော့minus လား plus လားဆိုတော့စဉ်းစားနိုင်ရမယ်ပေါ့နော်။ကဲဒါဆိုရေးပွားအပြည့်ဒီချေတို့က plus လုပ်တယ်လို့စဉ်းစားလိုက်မယ်။နော်။ Okay နောက်တစ်ခုကပေးထားတဲ့ problem ပုတ်စာတွေထဲမှာဒီချေတို့ကဥပမာless ပေါ့။ဒါဆိုရင် less ဆိုတာကယော့သွားတာနဲသွားတာဒါဆိုတသားတို့မိမိတို့ကဥပမာပေးထားတဲ့ question ထဲမှာ less နော် less ဖြစ်သွားတယ်ယော့သွားတယ်ပေါ့ဒါဆိုယော့သွားတယ်ဆိုသိကြတယ်ရေဘူးကကြစဉ်းစားမယ်ဆို minus လုပ်ပြရမှာပဲဒီလိုစဉ်းစားမယ်အဲ့တော့ဆက်စဉ်းစားတဲ့အခါမှာလည်းပဲပေးထားတဲ့ question ရဲ့မေးခွန်းကိုလည်းတေချာဖတ်ရမယ်less ကိုစဉ်းစား less minus ဖြစ်နိုင်လားဒါမှမဟုတ်လို့ရှိရင် less လုပ်လိုက်တဲ့အခါမှာပေးရတဲ့သူတော့ less ဖြစ်မယ်ဒါပေမဲ့အပေးခံရတဲ့သူဒီတော့ plus လည်းဖြစ်နိုင်တယ်เนาะဒါကြောင့်အရင်ဆုံးရေဘူးကကြတော့ဒီချေတို့က minus လို့စဉ်းစားပြီးထားမယ် Okay နောက်တစ်ခုဒီချေတို့ number 4 take away ကဲဒါဆို take away ဒါဆိုရင်ဒီချေတို့ take away ဆိုတာက you like တယ်လို့ပြောတာဒါဆိုရင်ရှိနေတဲ့အရေးတစ်ထက်နေဒီချေတို့က take away ယူလိုက်မယ်ပေါ့ဥပမာပန်းတီ9လုံးရှိတယ် to take away ဒါဆိုနှလုံးကိုယူလိုက်တယ်နှလုံးကိုဖယ်လိုက်တယ်ဒါဆိုဒီချေတို့ကရေဘောကကြစဉ်းစားမယ်ဆိုရင်ဒါဒီ minus ဖြစ်တယ်ဒါဆိုအဲ့လိုစဉ်းစားမယ်ဒါဆိုရင်ဒီ word လေးကိုတွေ့ရင်လည်း minus လို့စဉ်းစားမယ် Okay နောက်တစ်ခု teacher တို့ပေးထားတဲ့ program ပုတ်စာတွေမှာကလေးလေးတို့ကဥပမာ total word ကိုတွေ့တဲ့အခါမှာလည်းပဲဒါဒီ teacher တို့က total ဒီအားလုံးပေါင်းပေါ့စုစုပေါင်းအရေးအတွက်ကိုမေးရဖြစ်တယ်ဒါကြောင့်မလို့ teacher တို့က total ကိုတွေ့ရတယ်ပဲတွေ့ရနဲ့ plus လုပ်မယ်လို့စဉ်းစားမယ် Okay next one all together okay all together ဆိုတော့ verb ကိုတွေ့တဲ့အခါမှာလည်းပဲတသားမိမိတို့က all together ဆိုတာဒီ total နဲ့အတူတူပဲအားလုံးပေါင်းလို့ပြောလိုက်တာဒါကြောင့်မို့လို့ all together ဆိုတဲ့ verb ကို program ပုတ်စာတွေတွေ့တဲ့အခါမှာပါလာရင်လည်း plus လုပ်မယ်လို့စဉ်းစားပါမယ်ဒီချိန်နဲ့ program ပုတ်စာတွေကိုဘယ်လိုတွေ့ရမလဲဆိုတာကိုဆက်ပြီးကြည့်ကြမယ်နော်